နောက်တစ်ပုတ်အနေနဲ့နေမင်းလိုပန်းသီလိုဆိုချင်းလေးဆိုကြပါလေကိုနာရင်လေအာနေတဲ့နှလုံးသားနေရဆိုးစိတ်ဝင်နာမြင်တဲ့ဝေးဆုံးနေရတစ်ခုဟာဂျုံမိန်နဲ့ပန်းသီလိုစားလောင်းတဲ့နှလုံးအိမ်နဲ့လာကပြေးစေတဲ့သူစိတ်ကူးတာတကယ်တော့မာခဲ့ပြီဆုံးရပလဲတို့ညမမြင်မြင်တဲ့ကြောင်းလို့လူနေစနာလေးကိုပြည့်စည်ဖို့တွေ့ရာရာကိုတပိချယုံကြည်မမြင်နိုင်တဲ့စိတ်များအတွေ့တာရဲ့ပြန်နှံသွားအတီးနောက်ချနေတဲ့ဒီအပန်းဆိုမျိုးတူတော့နေရဘိုးချင်းမကြီးတော့ရှေးစမ်းမရတပြေးပြေးဆုံးရပလဲတို့ညောင်ပြန်မြင်တဲ့ကြောင်းလို့လူနေစနာလေးကိုပြည့်စည်ဖို့တွေ့ရာရာကိုတည်းချယုံကြည်မမြင်နိုင်တဲ့စိတ်များအသေးတာရဲ့ပြန်နှံသွားအတီးနောက်ချသွားတဲ့အတီးဘာမဆိုမြင်မတူတော့နေရAbsolutely fantastic. Thank you, David, for starting us off such